ဘောကကိစ္စပင်မလာဆိုတော့တခါတလေတယောက်နဲ့ပဲနေပြီးတခါဆိုရင်တော့နှစ်ယောက်လုံးနဲ့အတူနေတယ်တပြားတည်းနဲ့နေတာမဟုတ်ပဲတယောက်ပြီးမှတယောက်နဲ့နေတာဖြစ်တယ်ကိုဝန်ရပြီးကလေးမွေးလာရင်လဲကလေးဖီဘယ်သူထစ်တယ်ဆိုတာ DNA စစ်လို့ရတယ်အသက်24နှစ်အရွယ်နောင်ဖွားဆိုရက်ထိုင်းမျိုးသမီးနယ်ကအမွှာညီကိုနှစ်ယောက်လုံးနဲ့တိမ်တဲ့အတူပေါင်းတဲ့နေတဲ့အကြောင်းပဲဖြစ်ပါတယ်မနေ့ကသူမကိုယ်တိုင် live လွှင့်ပြီးဒီအကြောင်းအရာတွေကိုပွန်ပွန်လင်းလင်းဖွင့်ဟပြောင်းပတ်လာခဲ့တာပါသူမရဲ့ခင်မွန်းတီနှုတ်ဦးကတော့စင်းနဲ့စူရလို့ခေါ်တဲ့အမွှာညီကိုဒီဖြစ်ပါတယ်သူတို့သုံးဦးရဲ့ဇက်လန်းလေးကတော့တငယ်ချင်းတန်ရောစင်ကနေစကင်ခဲ့တာပါအစပိုင်းမှာတော့သူတို့ဟာအရင်နှီးဆုံးတငယ်ချင်းတွေအထစ်နဲ့ပဲခင်မင်းထဲကြခဲ့မှနောက်ပိုင်းမှာတော့ညီကိုနှစ်အောင်လုံးကသူမကိုတပြန်လေးနဲ့ချီးဆိုလာကြပါတော့တယ်ဒါဟာလင်ကြီးလင်ငယ်ပုံစံမျိုးခိုးကြောင်ခိုးွက်တွဲနေတာမျိုးမဟုတ်ပါဘူးညီကိုနှစ်အောင်လုံးကသူမကိုတကယ်ချစ်မြတ်နိုးပြီးတရားဝင်ပေါင်းသင်းနေကြတာပါပိုပြီးအံ့ဩစရာကောင်းတာကသူတို့ရဲ့မိဘဆွေမျိုးနေဘက်ကလည်းဒီအိမ်နောင်ကြီးကိုသဘောတူလက်ခံပေးဟာကြပါတယ်စီးဝါးရေးအရာကြည့်မယ်ဆိုရင်လည်းအမျိုးသားနှစ်ယောက်လုံးကသူတို့ရှာလို့ရတဲ့ငွေကျွေးမှန်သမျှကိုဇနီးတီနောင်ဖွာလက်ထဲအကိုအပ်နှံထားကြတယ်လို့သိရပါတယ်လူတွေအတိအကျဆုံးဖြစ်မဲ့အတူနေထိုင်မှုအပိုင်းကိုလည်းသူမကပွန်ပွင့်လင်းလင်းပြောပြထားပါတယ်အစပိုင်းမှာတော့သုံးယောက်သားအတူနေတဲ့အခါသဘုံတိုးတာတွေရက်ရွတ်တာတွေရှိခဲ့ကြပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအရာရာကပုံမွင်လိုပဲထသွားခဲ့ပါတယ်လေအိမ်နောင်ရေးဒုက္ခကိစ္စတွေမှာတော့ပုံမှန်အားဖြင့်တယောက်နဲ့တလဲစီနေလိရှိပြီမယ်တခါတရံမှာညီကိုနှစ်ယောက်လုံးနဲ့အတူတူနေဖြစ်ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီပြိုင်တည်းမဟုတ်ပဲတယောက်ပြီးမှတယောက်အလဲကျပုံစံမျိုးနဲ့နေထိုင်ကြတာဖြစ်ပါတယ်ရင်သွေးကိစ္စနဲ့ပတ်သက်ရင်တော့တကယ်လို့ကိုဝင်ရလာခဲ့ရင်ဘယ်သူသွေးသားလဲဆိုတာသိကြအောင် DNA စစ်ဆေးပြီးမှဖခင်အရင်ကိုဆုံးဖြတ်သွားမယ်လို့သူမကဆိုပါတယ်သူတို့ရဲ့လက်ရှိအိမ်တော်တန်းကတော့တစ်နှစ်ကျော်နေကြမိနေပြီဖြစ်ပါတယ်နောင်ဖွားပဲထားတော့သူမရဲ့အမျိုးသားတွေကိုအယမ်းချစ်သားကြောင့်နောင်တစ်ချိန်မှာတခြားမိန်းမထပ်ယူဖို့ပြောလာရင်တော့လုံးဝခွင့်မပြုမှာမဟုတ်ဘူးလို့ပြည့်ပြတ်သားပြောလာပါသေးတယ်လူမှုကွန်ရက်တချို့ကဒါဟာ AI နဲ့ဖန်တီးထားတာလားနာမည်ကြီးချင်လို့ဇက်လန်းစင်တာလားလို့ဝေဖန်နေကြပေမဲ့နောင်ဖွားကတော့ဒါဟာလုံးဆက်မဟုတ်တလို့ AI လည်းမဟုတ်ပါဘူးသူမရဲ့တဝအစ်စ်ပါလို့အတီးတွေ့ပြောကြရခဲ့ပါတယ်ကဲကောင်းကြီးတို့တော့အားကြနေကြပြီလား